အားလုံးပဲမင်္ဂလာပါအခုတဘာဝကပေးတဲ့လက်ဆောင်3အနေနဲ့ရုံးပရိသီလေးအကြောင်းပြောပြပါမယ်ရှာဖွေတွေ့ရှိချက်ကလေးပေါ့နော်ရုံးပရိသီကအယိုးကိုတန်မာစေတယ်ဆိုတာကတော့လူတိုင်းသိပါတယ်အကုန်လုံးသိကြတယ်ပေါ့နော်ဒါပေမဲ့ရုံးပရိသီကအမြင်အာရုံနဲ့အရေးပြားချမ်းမာရေးကိုလည်းအထောက်အကူပေးပါတယ်ပြီးတော့ရုံးပရိသီမှာအမြင်တက်များစွာပါဝင်တဲ့အတွက်သူကအစခံနိုင်တယ်တဲ့နောက်တစ်ခုကရုံးပရိသီမှာတန်ဓာတ်ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့မက်ဂနီအပါဝင်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တွေလည်းပါဝင်တယ်တဲ့နော်အဲကြောင့်ရုံးပရိသီကိုစားသုံးသင့်ပါတယ်ရုံးပရိသီကအစာခံနိုင်တယ်ပင်ပန်းမှုဒဏ်ကိုလည်းခံနိုင်တယ်ပေါ့နော်အစာကြေချက်ပြီးတော့အစာကြေချက်တဲ့စွမ်းအားတွေလည်းအများကြီးရှိတယ်လို့ပြောတယ်ပေါ့နော်အဓိကလူအများဆုံးသိရတော့ရုံးပရိသီရဲ့ကောင်းကျိုးတွေပေါ့ဒါပေမဲ့ရုံးပရိသီမှာဆိုးကျိုးလေးရှိတယ်အဲ့ဒါလေးကိုပြောပြချင်တယ်။ဘာလဲဆိုတော့ရုံးပရိသီကိုအလွန်အကျွံစားသုံးလို့ရှိရင်တဲ့။ဘာဖြစ်နိုင်လဲဆိုတော့ तू ကသဲကြီးကြောက်တယ်တာနဲ့ကြောက်ကက်ယောဂဝေဒနာခံစားနေရသူတွေမှာကြောက်တွေကိုကြီးလာစေတယ်တဲ့။ဒါကြောင့်ရုံးပရိသီမှာကို့မှာကြောက်တယ်နေတယ်သဲကြီးကြောက်တယ်တဲ့ကြောက်ကက်ယောဂရှိတယ်ဆိုရင်တော့ရုံးပရိသီကိုအများကြီးမစားသုံးသင့်ပါဘူး။အဲ့ဒါကျမမသိသေးတဲ့တစ်ချက်ပေါ့နော်။တော်တော်များများတော့ရုံးပရိသီကကောင်းကျိုးတွေများပါတယ်ပြီးတော့နောက်တစ်ခုကရုံးပရိသီကသူကသတိထားရမယ့်တစ်ချက်ကသူကအောက်ဆီလိတ်ပမာဏတွေများတဲ့အတွက်သူကတဲ့များလို့သူကအဲ့ဒီခုနပြောသူကြောက်တွေကိုကြီးလာနိုင်တယ်ပြောတာပေါ့နော်ပြီးတော့နောက်တစ်ခုကတဲ့ရုံးပရိသီကိုကြော်စားတာတဲ့ကိုလက်စထရောပမာဏကိုတိုးစေနိုင်တဲ့အတွက်ခန္ဓာကိုယ်မှာဒီကိုလက်စထရောပမာဏကိုထိန်းညှိချင်တယ်ဆိုရင်တော့ရုံးပရိသီကိုမကြော်စားသင့်ပါဘူးတဲ့အမှန်တော့ပြုတ်စားပြုတ်ပြီးတော့တို့စားဘယ်ရမဆိုကြော်စားရတဲ့ဆိုင်ပြုတ်စားတာအကောင်းဆုံးပါပဲကျမ်းမာရေးနဲ့ညီညွတ်စေခြင်းနဲ့ဆိုလို့ရှိရင်ဘာပဲဖြစ်ပြုတ်ပဲစားအသားကိုလည်းပြုတ်စားငါးကိုလည်းပြုတ်စားအသီးရွက်ကိုလည်းပြုတ်စားနော်အဲ့ဒါကြောင့်ရုံးပရိသီမှာကောင်းကျိုးတွေလည်းအများကြီးရှိတယ်အမြင်တက်တွေအများကြီးပါဝင်တယ်သူကအယိုးအစစ်တွေကိုလည်းတန်ပါတယ်နော်ပြီးတော့နောက်တစ်ခုကအစာလည်းခံနိုင်တယ်ပေါ့နော်ညီကုန်းချုပ်မှာအစာလည်းခံနိုင်တယ်ပြီးတော့သွေးရင်းအဆီကိုလည်းကြာစေတယ်အဝလွန်ခြင်းကိုလည်းသူကကင်းဝေးတယ်ဥမာကြီးကင်ဆာကိုလည်းဖြစ်နိုင်ခြင်းကိုလည်းလျော့ပါစေတယ်ပေါ့နော်အများကြီးပါတယ်ဒါပေမဲ့အဓိကကသူကခုနပြောသလိုပေါ့ကိုကြောက်တွေပါတယ်ရှိနေတယ်ကြောက်ကက်ယောဂရှိတယ်တဲကြီးကြောက်ရှိတယ်ဆိုရင်တော့ကြောက်တူပို့ပြီးကြီးလာစေနိုင်တဲ့အစွမ်းတက်တီလည်းရှိတဲ့အတွက်အဲ့ဒါလေးတော့နည်းနည်းရှောင်သင့်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြောပြတဲ့အချိန်မှာဘုသူတအနှဲငယ်လေးရသွားမယ်ဆိုရင်လည်းကျင့်နေပါတယ်ရှင်